Hello တခါဒီကျွတ်လေးတွေကိုမပြည့်ရတို့စားတာပဲမဟုတ်ဘဲနဲ့ကျွတ်နဲ့စားလို့ကောင်းတဲ့ပြုတ်စားတဲ့နည်းလေးပြပြပေးမယ်နော်အဲ့တော့တခါဒီဘယ်လိုတုံးလဲဆိုတာကိုနားကြည့်လိုက်ရအောင်နော်အဲ့တော့တခါဒီတုတ်တော့မယ်ဆိုတော့အခွန်လေးနဲ့ပါရှစ်ပါတယ်ရေပြောင်ဆေးပြီးရင်အခွန်လေးတွေရောအသားလေးတွေရောတေချာလေးရှစ်ထားလိုက်ပါမယ်ရပါပြီအဲ့တော့ဒါကတော့ပါဝင်ပစ္စည်းလေးတွေပါဒါလေးတွေလည်းဆိုရင်ပြောင်းမှုကျော်မြေပဲနှမ်းစီချက်နဲ့စက်ပံကြော်ပေါ့နော်အဲ့တော့တမန်တင်းလေးဒီစီနာမည်နဲ့ထည့်ပါမယ်ပြောင်းမှုလေးတွေကိုလေးစက်ွယ်လေးပဲထောင်းလိုက်ပါမယ်ရပါပြီပြီးရင်မြေပဲလေးလည်းထောင်းမယ်နှမ်းလေးလည်းထောင်းလာပါမယ်ရှင်ဒါတွေပြီးပြီဆိုလို့ရှိရင်တော့ကျမတို့အကုန်လုံးပစ္စည်းပြီးရင်တုံလို့စင်တဲ့ဖြစ်ပါပြီเนาะအဲ့တော့တခွားသေးကိုတုံမယ်ဆိုရင်ငယ်ငယ်လေးတွေတစ်ခါလေးညှက်ထည့်မယ်ပေါ့နော်ပြီးတော့တမန်ကြီးကတော့အရှင်ကြိုင်တဲ့တူများများညှစ်လို့ရပါတယ်တချို့လေးစားကြင်တော့တမန်ကြီးထည့်လို့ပေါ့နော်အဲ့တော့ကြားလေးနဲ့စားနဲ့တက်တောင်မုံနဲ့ပုတ်ပါမယ်အဲ့တော့နှမ်းထည့်မယ်မြေပဲထည့်မယ်ပြောင်းမှုကြော်များများလေးထည့်ပါမယ်ပြောင်းမှုကြော်ကလေတခွားသေးတုပ်နဲ့အရမ်းလိုက်တယ်ပေါ့နော်ဘာလို့လဲတော့မသိဘူးအဲ့တော့ပြမေးစားပြီးတော့နေပါပြီအဲ့တော့နှစ်ဆက်လေးတေချာချာလေးနေလိုက်ပြီဆိုရင်ပြောင်းမှုနှမ်းမှုလေးနဲ့တခွားသေးတုပ်ပြီးရပါပြီပုံမွှေးသွားအောင်လို့အပေါ်ကနေစက်တုံလေးဖြူပြီးစားလိုက်ရင်တော့အရန်ရတာရှိတဲ့တခွားသေးတုပ်ပြီးရပါပြီစားကြပါအောင်ရှင်စင်ပြေကြပါစေနော်တတားပါ